နေ့မှာတော့ကျမတို့အမေအများဆုံးမေးခွန်းတစ်ခုလေးလာဖြေပေးမှာပဲဖြစ်ပါတယ်ပထမအချက်ကကြတော့ grade တွဲပြီးရင်ဒီမှာတက်လို့ရလားဆိုတော့တက်လို့ရပါတယ် grade တွဲတစ်ခုထဲလားဆိုတော့မဟုတ်ပါဘူး GED IGCSE ပေးထားတဲ့လူလည်းဒီမှာတက်လို့ရပါတယ်တခုအကြံပေးရှင်တာကကြတော့ကိုကျောင်းတစ်ခုကိုရွေးတက်တော့မယ်ဆိုရင် student review ကအရန်အရေးကြီးပါတယ်ကျောင်းအပ်ပြီးမှနောက်မှပြန်စုံစမ်းတာမျိုးမလုပ်ပါနဲ့ကျောင်းတိုင်းက perfect မဖြစ်ဘူးဆိုတာသိထားစေချင်ပါတယ်နောက်မေးခွန်းတစ်ခုကကြတော့ဒီမှာပါမီဂျာရှိလေရွေးတက်လို့ရတဲ့မီဂျာကကြတော့ဒီဗီဒီယိုမှာပြထားတဲ့၄ခုပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာ internship ပေးလားဆိုတော့ပေးပါတယ်နောက်တစ်ခုကကြတော့ကျောင်းစရိတ်ပဲဖြစ်ပါတယ်စရိတ်ကကြတော့တနေ့တစ်နေ့မတူတာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပြောပြလို့မရဘူးရှင်ကျမရဲ့အမြင်ကကြတော့ဒီကျောင်းမှာစာသင်ပိုင်းအရန်ကောင်းပါတယ်အားနည်းချက်ကကြတော့ပွဲရလုပ်တဲ့နေရာမှာဆိုရင်လိုအပ်ချက်တွေအများကြီးရှိပါတယ်အတီဖတီပိုင်းမကြည့်ဘဲနဲ့စာပဲလုပ်မယ်ဆိုတဲ့သူကကြတော့ဒီကျောင်းကအဆင်ပြေပါတယ်ဒါကြောင့်မလို့ဘယ်ကျောင်းကိုပဲရွေးတက်ပါစေနောက်မှနောင်တမရအောင်အရင်သေချာစုံစမ်းကြည့်မှ decision ချပါဒါကြောင့်မလို့အချိန်လေးပေးပြီးတော့ research သေချာလုပ်စေချင်ပါတယ်လူရွေးမရင်ဖြတ်လို့ရရဆိုပေမဲ့ကျောင်းရွေးမရင်တော့ refund ပါပြန်မရဘူးရှင်ဒါတွေအားလုံးကကြတော့ကျွန်မအမြင်ပဲဖြစ်ပါတယ်ဒီ blog ကကြတော့ကျောင်းရှာနေတဲ့သူတွေအတွက်အကျိုးရှိမယ်လို့ကျွန်မမျှော်လင့်ပါတယ်ကျန်တာသိရှင်တာရှိရင်ချက်ပေါက်မှာမေးလို့ရပါတယ်ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်